လေ့ကျင့်ခန်းနံပါတ်1 Dumbbell row exercise 12ကြိမ်3ကြောဆော့ပေးရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းကတော့လက်မောင်းအရှိကျွတ်သားရဲ့ဂျိုင်းဘေးမှာရှိတဲ့နောက်ကျောကျွတ်သားတွေကိုထိရောက်တဲ့လေ့ကျင့်ခန်းပဲဖြစ်ပါတယ်ခုံရှိရင်ခုံမှာဆော့လို့ရပါတယ်ခုံမရှိရင်အခုလိုမျိုးလေးကြမ်းကင်းမှာဆော့လို့ရပါတယ်ခါကိုဆန်ထားမယ်ရင်ဘတ်ကိုဖွင့်ထားမယ်ကိုယ့်ရဲ့အလေးတုံးကိုမျက်နှာလောက်ထားပြီးတော့တထောင်စင်းနဲ့အနောက်ဘက်ကိုဆွဲညှိရတဲ့လေ့ကျင့်ခန်းပဲဖြစ်ပါတယ်ညှိတဲ့အခါမှာထိရောက်အောင်ညှစ်ဖို့လိုပါတယ်တစ်ဖက်ကို12ကြိမ်ပြီးသွားပြီဆိုရင်နောက်ထပ်တစ်ဖက်ကိုလည်းအခုလိုမျိုးလေးပဲဆော့ရမှာဖြစ်ပါတယ်ဟိုဘက်ဒီဘက်ပြီးသွားမှသာလျှင်စက္ကန့်30လောက်နားပါမယ်နားပြီးသွားပြီဆိုရင်နောက်ထပ်12ကြိမ်ဟိုဘက်ဒီဘက်ဆော့ပါမယ်3ကြော့ဆော့လို့ပြီးသွားမှသာလျှင်10မိနစ်သို့မဟုတ်2မိနစ်နားပါမယ်ပြီးသွားမှနောက်ထပ်အသစ်တစ်မျိုးကိုဆော့ပါမယ်